နန်းတော်ဝင်နေရာမှာမိသူမဆိုစီးသွားချိန်မှာထိုင်ရင်ဖက်နှက်မဆိုဘူးဆိုတာသိတယ်ဒါပေမဲ့မိဖုရားမင်းကြီးကကျွန်တော်ကိုအချိန်တိုင်းမတက်ရက်ပြီးစီးသွားဖို့အမိန့်ပေးခဲ့တယ်နန်းတော်တွေကနန်းတော်ဝင်အားလုံးကကျွန်တော်မိဖုရားမင်းကြီးကိုဆန့်ကျင်လိုက်ပြီလို့ထင်ခဲ့ကြတယ်သူတို့မသိခဲ့တာကအဲ့ဒီညမှာပဲသူမကကျွန်တော်ရဲ့လှုပ်ဝက်ချက်လေးကိုတွေးသွားခဲ့တာပဲကျွန်တော်က21ရာစုကပုံမှန်ယောက်ျားတစ်ယောက်ပဲတနေ့မျက်လုံးဖွင့်လိုက်တော့ရှေ့ခေတ်နန်းတော်ကြီးတွေကအင်္ဂါဖြတ်ခန်းထဲမှာလဲနေတာကိုတွေးလိုက်ရပြီးအဲ့ဒီယာကိုစောင့်နေတဲ့အခြေအနေဖြစ်နေတဲ့နေရာပေါ်မှာတင်နှလုံးရက်မတက်ဖြစ်သွားတော့တယ်ကျွန်တော်တိုက်ခိုက်ခဲ့တယ်အော်ဟစ်ခဲ့တယ်ထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့တကယ်ကိုကျွန်တော်ကိုချိုးဖောက်သွားတာကအုပ်ချုပ်နေတဲ့အိုမင်းနန်းတော်ဝင်ကတစ်ချက်ကြည့်လိုက်ပြီးရဲပေါက်ထွက်သွားတာပဲပြီးတော့ပြောလိုက်တယ်တဘာဝအတိုင်းမွေးဖွားလာတဲ့နန်းတော်ဝင်တယောက်ပါလားငါအလုပ်လုပ်သွားပြီးဟာကျွန်တော်အောက်ကိုကြည့်လိုက်ပြီးမူးလည်းမတက်ဖြစ်သွားတယ်ထွက်လာတာကကျွန်တော်မွေးကလေးကအဲ့ဒီအရာမရှိဘူးဆိုတာပဲအဲ့ဒီလိုနဲ့မတော်တဆနန်းတော်ဝင်တယောက်ဖြစ်သွားခဲ့တယ်ကျွန်တော်ရဲ့အခြေအနေကြောင့်နန်းတော်အတွင်းမှာရဲစရာဖြစ်ခဲ့ရတယ်အခြားနန်းတော်ဝင်တွေကကျွန်တော်မိမတယောက်နဲ့တောင်မရှိခဲ့ဘူးလို့လှောင်ပြောင်ကြတယ်ဒါပေမဲ့တကယ်တော့သူတို့မနာလိုကြတာပဲဒါအောက်မသွားဘူးလို့ဒီသွေးစားတဲ့နန်းတော်ထဲမှာစကားတစ်ခုမှတာလှုပ်ရှားမှုတစ်ခုမှတာဒါမှမဟုတ်လူမကိုထောက်ခံမိတာနဲ့အပြင်ကိုဆွဲထုတ်ပြီးရိုက်တက်ခံရနိုင်တယ်ဆိုတာကျွန်တော်မြင်ပြီးသားပဲတစ်နှစ်ကြော်ကြာတဲ့အထိနေတိုင်းအသက်ရှင်ဖို့ပဲကြာကူစားရင်ကြောက်ရွံ့စွာနေထိုင်ခဲ့ရတယ်ကံကောင်းတာကကျွန်တော်နားကနန်းတော်ဝင်များစုကစာမတက်ကြဘူးကျွန်တော်ကတော့မဖြစ်မနေပညာရေး9နှစ်သင်ခဲ့ပြီးသားဆိုတော့အရန်ထူးချွန်နေတယ်လို့ပဲဖြစ်နေခဲ့တယ်